ကနှခမ်းစုကတစ်ဖက်သို့လှည့်လိုက်သည်ဟေးအင်းမကားကြုံမရသေးဘူးလားဘာဖြစ်နေရတော့နှခမ်းကြီးစုလို့အင်းမတို့ရွာကမဆန်းရင်ဖြစ်သည်မဆန်းရင်ကအသက်30လောက်ရှိပြီတခုလက်ဖြစ်သည်အသားညိုစိမ့်စိမ့်မျက်နာတွေ့တွေ့ကိုလုံးတွေ့တွေ့ငရမ်းကိုဟုခေါ်ကြသောကိုလုံးမျိုးခတ်တွတ်တွတ်သူ့ယောက်ျားကချင်းမျိုးသားဆက်တာယခုတော့ကွဲနေကြသည်ယောက်ျားကဘယ်စီဘယ်စခန်းရောက်နေမှမသိတော့မျက်မမြင်ဖခင်အိုကြီးနဲ့အရွယ်မြောက်သေးသည့်ကလေးတယောက်ကိုသူကပင်ရှာဖွေကျွေးမွေးနေရသည်နေကြီးများကအရှိဖကြသည့်ထနောင်းကိုင်းပြားကိုဗရက်များမုံရွှေမုံများလိုပက်ဖြန်းပေးထားသည်လင်္ကာတော်ဘက်မှလာတော့မကြီးလဲများတကြွကြွဖြတ်မောင်းသွားကြသည်စောင့်ရတာကြာလာပြီခုတတိမလာသေးဘူး GNC ကလည်းရက်ပြီးမှမတင်နိုင်ဘူးတဲ့မဆဲရင်ကောဘာတွေပါသေးတယ်လဲဒီဘက်တော့ဘာမှမပါပါဘူးမုံရွာလည်းမသွားသေးပါဘူးရီစကြိုပရိန်မှာရွှေချိုးကလေးတစ်ခုံးလှုပ်ထားတာသွားယူမလို့မဆန်းရင်နဲ့အဖော်ကကရုံးစရပေါ်တွင်တင်ပလန်းဝင်ထိုင်သည်မဆန်းရင်ကအောက်တွင်တွဲလဲချထားသောခြေထောက်များကိုကော့ချီကွေးချီလှုပ်၍ကစားနေသည်ညီရတော့ဟန်ကြရဲ့လားဒီဘက်ဘာတွေပါသလဲဟန်ကြတယ်လို့မဟုတ်ပါဘူးမဆန်းရင်ရဲ့အီးမရဲ့အတန်သည်ညင်းညူတန်တဝက်ရောဆွတ်နေသည်အီးမဖုံးကွယ်ပြောသလိုတကယ်ပြောသလိုမဆန်းရင်ကတန်တရားစိတ်ဖြင့်ကြည့်သည်ဟိုအိတ်တွေကဘာတွေလဲကလပ်ဘဲတွေလားကလပ်ဘဲလေး6တင်းနဲ့ပါမုံရွာဈေးတွေကမမချစ်မီတို့ကမှားလိုက်လို့ဈေးကတိတ်မကြိုက်ပါဘူးပြီးတော့လာလာတတကရတဲ့ဓာတ်ဘူးလေးတစ်ဘူးရတယ်အီးမကမဆန်းရင်ကိုအကဲခတ်သည်မဆန်းရင်ကသူ့ထက်အနှင်းငယ်ပြောင်ရောင်သည်တက်ထရွန်ထမိန်တက်ထရွန်အင်ကြီးအသက်နဲ့တားနာနေသည်သူ့တက်ထရွန်အင်ကြီးကမုံရွာကမမနွဲ့တို့ပေးလိုက်သည့်အကြဖြစ်သည်ရေလျှော်ဖန်များသဖြင့်တော်တော်နွမ်းနေပြီမဆန်းရင်ကရွှေကြိုးတွေဘာတွေရေစကြိုပတိန်တက်အပ်ပြီးဆိုတော့တော်တော်ဟန်ကြနေပုံရသည်ငါလဲနောက်လာတယ်ဆိုရင်မော်လမြိုင်နဲ့ရန်ကုန်ကိုလိုက်မလို့ဟိမုံရွာကဟာမရင်နဲ့ဖောဆက်ထားတယ်ညီလဲဒါလေးတွေလုံလို့ဘာလုပ်မှလဲ6ပြားတစ်ပဲလောက်ရမှာဒါလေးလောက်ပဲလုံနိုင်တာကိုမဆန်းရင်ရဲ့ဒါလေးလုပ်ဖို့တောင်းဟိုကပတ်စံဆွဲဒီကပတ်စံဆွဲနဲ့လုပ်ရတာခုတစ်တိမမချစ်မီတို့အကျွေးမကြည့်သေးဘူးဒါမျိုးလုပ်တယ်ဆိုရဲရတယ်ဤယူစရာရှိရင်ရဲရဲယူပြလိုက်ပြီးစရာရှိရင်လည်းရဲရဲပြီးပြလိုက်မဆန်းရင်စကားသည်မိတို့ရည်ရွယ်ပြောသည်မသိအီးမားကမူမဆန်းရင်တရင်ကိုကြားနေရသည့်အတွက်သူစကားအထိပ်ပဲကိုတွေးကကြောတဲ့စိတ်သွားသည်မတက်နိုင်ဘူးဟိမှန်ခိုလုပ်တယ်ဆိုတာလိန်တန်လိန်ကောက်တန်ကောက်ရတာပဲတခါတလေကိုရင်းနှီးနဲ့ကိုတခါတလေလဲသူများတွေကငိုရင်းဆိုင်ပြီးကိုကလူငါပေါ့၏ဒါလည်းမစိုးပါဘူးတခုတော့ရှိတဲ့ပေါ့၏အကိုကြီးခေါ်တန်ခေါ်မောင်လေးခေါ်တန်ခေါ်ပြီးကိုဖြစ်စီလေးလွတ်အောင်လုပ်ရတာတွေရှိတာပေါ့မောင်ဟိုလုပ်တယ်ဆိုတာဥပုံဆောင်တာမှမဟုတ်ပဲမရှိလို့လှုပ်ရှားတာဟုတ်လားဖြစ်ဖြစ်ပေါ့မဆန်းရင်စကားကိုတွေး၍အီးမရင်မောသွားသည်ခပ်ပေါ့ပေါ့လေးပြောကခပ်ပေါ့ပေါ့သဘောထားနိုင်သောမဆန်းရင်ကိုကြည့်၍လဲအံ့ဩရသည်မဆန်းရင်သည်အကူကြီးခေါ်သူဘယ်နှယောက်ရှိခဲ့ပြီနည်းမောင်လေးခေါ်သူကဘယ်နှယောက်များရှိခဲ့ပြီနည်းအီးမသည်ယောက်ျားတို့ဆွဲမဲ့ပွဲမဆန်းရင်ဤရှိုက်ဖို့ကြီးငယ်များကိုငေးကြည့်နေမိသည်တင်ပလွဲထိုင်နေသောတင်မားများကလည်းလုံးကျစ်မိုးမောင်နေကြစေပေါင်တံများကလည်းတက်ထရွန်လုံးကြီးတဲ့တွင်ဤဆက်လုံးချောနေကြစေဒါပေါ့မဆန်းရင်ရဲ့ရှိရင်ဘယ်မှာလှုပ်ရှားကြမှာမလဲခုတော့အမေကဟိုတုန်းကလိုအလုံးမလုံနိုင်တော့ဘူးဒီအထဲပန်းနာကားထားတော့သူ့ဖို့စေးဘဝကလေးကလည်းလိုသေးတယ်ဟိုတလောကလည်းရွာကကျမ်းမာရေးမှုပြောလို့ဆေးကိုမုံရွာဈေးတွေကဝယ်လာတာဈေးကလည်းခေါင်ခိုက်နေတာပဲကြီးမာပေါ့ကြီး तू ကလည်းမောင်ခိုကိုတို့လိုပဲပေါ့ဈေးကြီးကြီးရမှဈေးကလေးလေးကြီးအမျက်ကလေးလေးကြံမှာပေါ့ဒီမှာအိမငါညီကိုခဏခဏပြောဘူးတယ်မဟုတ်လားလောကကြီးမှာနှစ်လမ်းပဲရှိတလမ်းကကိုကသူများမျက်ခုံးမွေးပေါ်မှာဇင်းကြံလျှောက်မလားဒါမှမဟုတ်ကိုမျက်ခုံးမွေးပေါ်မှာသူများဇင်းကြံလျှောက်ခံမလားဒါပဲမိဆန်းရင်တော့ကိုမျက်ခုံးမွေးပေါ်မှာသူများဇင်းကြံလျှောက်တာခံခဲ့ရပြီခုသူများမျက်ခုံးမွေးပေါ်မှာဇင်းကြံလျှောက်နေတာဟာဟာဟာမဆန်းရင်ကရေးသည်အီးမမရင်နိုင်သူရှိတွင်တဖြည်းဖြည်းရိုင်နှင့်လဲသွားသောမဆန်းရင်ဤဇာရိတအဆောက်အုံကိုငေးကြည့်နေသည်သူငယ်တုန်းကမဆန်းရင်သည်ရွာကကုန်းနောင်ကိုင်စရင်ထဲတွင်ပါခဲ့သည်
သူ10နှစ်သမီးလောက်တုန်းကမဆန်းရင်ကအသက်20အပြူကြီးဖားဖားဖြစ်နေပြီသူတို့တွေမဆန်းရင်မျက်ခုံးချီပုံမျိုးစကားပြောလျင်နှကမ်းမဲ့ပုံမျိုးဝေရီငေးစစ်နေသောမျက်လုံးကြည့်ပုံမျိုးချိုလွင်သောအတန်ဖြင့်ရေပုံမျိုးခါးကြားတွင်လက်ကင်ပွားညက်ပုံမျိုးကိုအတူခိုးခဲ့ကြသည်မဆန်းရင်အိမ်အောင်ကြသည်ကိုပင်အားကြခဲ့ကြသည်ဒီတုန်းကမဆန်းရင်ဤဇာရိတအဆောက်အုံသည်မယုံနိုင်လောက်အောင်ပြိုလဲပစ္စည်းသွားဖို့ဝေးစားရိုင်းနေခြင်းပင်မရှိသည်နောက်တွင်ဘာကြောင့်မှမသိယောက်ျားနှင့်ကွဲသွားကြသည်တားရကောင်တွန်းလို့တွဲလောင်းနေချမ်းရက်ခဲ့သည်ဒီကလေးကသူ့ဘဝတွင်မိုးတက်လေပြင်းအစာပြုခဲ့သည်ခုတော့မဆန်းရင်ဤဇာရိတအဆောက်အုံသည်မိုးပြင်းထဲတွင်ပြိုလဲပစ္စည်းသွားခဲ့သည်အမသူ့ကိုအာမကြခြင်းအားကြခြင်းစရာလည်းမဟုတ်မရှိ၍လှုပ်ရှားတော်လဲဒီဖြစ်မျိုးတို့အရောက်မခံနိုင်ဒီလုံမျိုးကိုလည်းမလုပ်ခြင်းဒီလုံလျင်တနေ့တော့ဒီဖြစ်မျိုးရောက်နိုင်သည်ဇာရိတအဆောက်အုံပြိုလဲသွားနိုင်သည်ဒီဖြစ်မျိုးကိုအမကြောက်သည်ဒီလုံသည်တရားဥပဒေနဲ့လည်းမလွတ်ကင်းခြင်းအလောက်ကင်မေး၍မှမှန်ခိုလုံနေသည်ဟုဖြေ၍မကောင်းဖြေ၍မပြေထို့ကြောင့်အမจิตတော်လိုက်ဆိုင်သည်ပဲပေါ်လိုက်သည်မိုးချတွင်ပေါ်တတ်သောတော်ဟင်းကလေးများကိုခူး၍ရောင်းသည်မကြီးသည်ပုတ်လိုက်သည်ရကန်လိုက်ရက်သည်တပြေပန်းချိုးရောင်းသည်မြူအိုကောက်သည်အမမလုပ်ဘူးသည့်အလုပ်ဟု၍ရွာတွင်မရှိသလောက်ရှားသည်တို့ရာတွင်လှုပ်ရှားတော့မိုးခေါင်သည်တခုမှအဆင်မပြေခြင်းจิตတော်ဆိုင်မကြီးသည်ပုတ်ပဲဖို့ဟင်းရွက်ကိုစားသည့်အလုံများမှာရာသီလိုက်လုံးရသည့်အလုံများဖြစ်သည်ရာသီငွေလေးကအသားမီ3ယောက်စားမလောက်အမိပန်းနာကိုကုဖို့မျက်လုံးခွဲဖို့ဆိုသည့်ကိစ္စကိုထဲ့၍ပင်မစင်စားနိုင်တိုးမအကြောင်းထားဖို့ဆိုသည်ကလည်းဝေလာဝေအမမုံရွာတလက်ရေးစလိုရက်သွားကကူတီခောက်တီကုံခူးကြည့်သည်ဘေးဖြစ်ကုံတစ်ခုမှမပါဓမီရလက်တာဖြစ်သည်မစင်ကြဲသောအလုပ်ကိုမလုပ်ခြင်းတားမြစ်ကုံများကိုအယောင်းဝယ်မလုပ်ခြင်းကိုလိပ်ပြာကိုရှက်သည်လူအထင်သေးခံရမည်ဆိုသည်တို့ရာတွင်ကူတီခောက်တီကုံကူးတီကဘာမှအကျိုးမရှိသူ့ရင်ထဲတွင်ပရိပခါဖြစ်နေသည်စားဝတ်နေရေးကြက်တဲခြင်းသည်သူ့ဖို့ယောဂါကြီးတစ်ခုကြီးဖြစ်သည်သူ့ယောဂါကြီးကိုလောလောဆယ်ပျောက်ခြင်းလျင်သူ့အတွက်မှန်ခိုလုပ်ငန်းသာရှိတော်သည်တို့ရာတွင်မှန်ခိုလုပ်ငန်းကမကောင်းအန်တရေဒီပတ်ချဝိုင်းနေသည်ယာယီတက်တာမှုကိုပေးနိုင်မည့်ဆေးဝါးကြီးဖြစ်သည်ဒီဆေးဝါးကြီးကိုတောက်လျင်အဝင်ဆိုးသည်နောက်ဆက်တွဲယောဂါတွေဝင်လာနိုင်သည်အေးမသည်ဆေးခါးကြီးကိုတတ်နိုင်သမျှရှောင်ကျင်သည်ရှောင်ခဲ့သည်ယခုမှဒီဆေးကားကြီးကိုမတောက်ရင်မရတော့သူ့ယောဂါကတဖြည်းဖြည်းတိုးလာပြီအမိပန်းနာရင်ကျန်အတွက်ဆေးကလေးမှမဝယ်နိုင်ဓာတ်စာကလေးမှမကျွေးနိုင်အမိတောက်သည့်ကိုမီတာစင်းကဆေးဆိုင်တွင်ဝယ်မရအပြင်တွင်ဝယ်ရသည်အမိကကိုမီတာစင်းဆွဲနေပြီကိုမီတာစင်းမှမတောက်ရလျင်တညလုံးအိမ်မပြောတော့ချောင်းတုပ်ဟိုးဆိုးနေတော့သည်ယခုခဏတွင်တော့အိမကိုမီတာစင်းလည်းမဝယ်နိုင်မုံရွာတွင်ကိုမီတာစင်းကဈေးကောင်ခိုင်နေသည်ကိုမီတာစင်းမြှဝဲချသဖြင့်မောင်ခိုဈေးတွင်အင်မတန်ဈေးကြီးနေသည်ကိုမီတာစင်းမတက်နိုင်တော့ထနောင်းတိုင်ကဖုန်ကြီးဖော်ပေးသည့်မြမဆေးကိုတိုက်ရသည်မြမဆေးကလည်းတကယ်ကြတော့သူ့အမေအတွက်ကိုမီတာစင်းလောက်ချောင်းဆိုးမတက်တာဖျားဆေးအမေတွေကလည်းဈေးကြီးသည်ထို့ကြောင့်အိမစိတ်ညစ်သည်တို့ဖြင့်အိမမောင်ကိုအယောင်းဝယ်ကိုမလုတ်ချင်ပဲလှုပ်လာရသည်မတက်နိုင်သူ့အတွက်ဒီနီးတာရှိတော်သည်တို့ရာတွင်ကြီးကြီးကျယ်ကျယ်မဟုတ်ရွာတွင်လလတတကထုတ်ပေးသည့်အထည်စားကလေးတပ်ဘူးကလေးချီလုံးကြီးကလေးစက်ပြာတောင်ကလေးနိုးစီဘူးကလေးစသည်တို့ကိုကောက်ပြီးမုံရွာကြီးတဲကမချစ်မီတို့ဆိုင်ကိုတွားသွင်းသည်မချစ်မီတို့ဆိုင်ကငတလဲတို့ကြောင့်ရေနံစီစသည်တို့ကိုတဲလာကရွာတွင်ပြန်ရောင်းသည်မြက်သည့်အခါလည်းမြက်သည်တားမြစ်ကုံပါ၍ရှာဖွေရင်းနှင့်တွေ့သည့်အခါတွင်လည်းရှုံးသည်တို့ရာတွင်ဘာပဲဖြစ်ဖြစ်ထမင်းလေးတစ်လုံးတော့စားရသည်ဒီတစ်ခေါက်တော့မချစ်မီတို့စီကိုကလပ်ပဲတွင်းထားရသည့်ပတ်စံကလေးဖြင့်အဖော်ကောင်းလျင်တမူးပဲတော့လိုက်ကြည့်မိဟုအေးမစိတ်ကူးသည်ညီတမူးလိုက်မလို့ဆိုမဆန်းရင်ကသူ့ပောင်ကိုဖြတ်ခနဲပုတ်၍မိသည်မဆန်းရင်ကစကားပြောလျင်ခြေတို့လက်တို့ဖြင့်စကားပြောတတ်သည်စကားပြောလျင်သူ့မျက်နှာကရှေ့တိုးလာတတ်သည်အဖော်ကောင်းရင်တော့လိုက်မလို့စိတ်ကူးတာပဲမဆန်းရင်အရင်နည်းရှိရင်တော့ကောင်းတာပေါ့ရင်ငါတောင်လိုက်ချင်တာ
ကျိုးလေးတကုံသွားလုံးမိလို့အခုတလုံးနိုမန်နီဖြစ်နေတယ်ကြည်ကုန်းကိတ်မှာငါလူရှိတယ်ဤမဆန်းရင်ကအေးမနာတော့ကခတ်တူတူပြောသည်အေးမမျက်နာတွေနေရဲထုပူသွားသည်ဟိုကြရင်ရင်းမပင်ကမလှမြင့်ရဲ့ညီမလို့ပြောရင်းမပင်ကမလှမြင့်ဆိုတာကမဆန်းရင်အေးမကိုကြည့်ရည်သည်အမလေးဟဲ့အေးမကြီးခိုးကျင်တာကလည်းပြလို့လင်းနေလိုက်တာကလည်းခြာလို့ဆိုတာကြနေရပဲရင်းမပင်ကမလှမြင့်ဆိုတာဤဖီကိုမဆန်းရင်မဲတော့တိပလားညီအိမ်လာပြီးတခေါင်စီရင်ကောက်နေတာမှမဟုတ်ပဲအမှန်တွေလျှောက်ပြောနေလို့ဘယ်ဖြစ်မလဲပါဆက်ထဲတွေ့တဲ့အကြံဖန်နာမည်ပေါ့ကြည်ကုန်းခိတ်ကြရင်ရင်းမပင်ကမလှမြင့်ဆိုရင်လူတိုင်းသိတယ်မဆန်းရင်ကသူ့နာမည်ကြီးပုံကိုဂုံယူခြင်းပုံရသည်တမူလန်းကအတွေ့အကြုံများကိုမဆန်းရင်ဖောက်တယ်ချသည်စကားများတဲ့တွင်စိတ်ဝင်စားစရာလည်းပါသည်ရင်လေးစရာလည်းပါသည်အမသည်မဆန်းရင်စကားကိုနားထောင်ရင်းထနှောင်းပင်အောင်အုတ်ခုံပေါ်ကကြီးဦးစဉ်ကိုနေကြည့်နေမိသည်အုတ်ခုံပေါ်ကပကန်းအိုးကြီးနှလုံးကအယောင်စင်းမရှိတော့ဒီတော့ရမားမြောက်ဘက်ကဟီနိုကားကြီးတစ်စင်းတက်လာသည်ဟေးတို့ကတော့ကားကြုံလာပြီဟေ့လိုက်ဒီကားနဲ့လိုက်ရအောင်ဟေးအမသွားမယ်ဟေ့မဆန်းရင်ကကရုံးစရက်ပေါ်မှာခုံစင်းကမော်တော်ကားကိုဆင်တာသည်တက်ထုတ်လို့ရေးမှကားကြီးဖြစ်သည်ဒရိုင်ဘာရှိကန်းကလိုက်သွားကဒရိုင်ဘာနှင့်ရေရင်မောမောစကားပြောနေသည်ရင်းနှီးကြပုံရသည်သူ့အဖော်များကကားနောက်ဖက်သို့သွားကြသည်ကားနောက်မိကမြင့်သဖြင့်ကားပေါ်ကယောက်ျားတစ်ယောက်ဆွဲတင်ရသည်ခဏကြာတော့ဂီယာသွင်းတန်နှင့်အတူခေါင်းဝါကြီးထွက်သွားသည်လက်ပြနှုတ်ဆက်သွားသောမဆန်းရင်ရုပ်ပုံသည်ဖုံလုံးကြီးတွေရဲ့တွင်နစ်မြုပ်ပြောက်ကွယ်သွားသည်ထနှောင်းမေအောက်ကဇေယျကရုံးမော်တွင်အမတယောက်တည်းကြံရစ်ခဲ့သည်အမသည်မဆန်းရင်စီးသွားသည့်ခေါင်းဝါကြီးကိုမျက်စိတစုံကြည့်ကြံနေရခဲ့သည်သူသည်မဆန်းရင်လိုထနှောင်းပင်အောက်ကရေဦးစင်အဖြစ်သို့ရောက်ရတော့မည်လောသူလျှောက်ရသောလမ်းသည်သူ့ကိုယ်သူရေဦးစင်အဖြစ်သို့ရောက်စေမည်လမ်းလောသူ့ကိုယ်သူတော့ဒီဖြစ်သို့အရောက်မခံနိုင်မောင်ကိုကူရသည်မှာလူမှုရေးရလည်းမကောင်းဥပဒေအမြင်ရလည်းမကောင်းဒီလုပ်ကိုသူမလုပ်ခြင်းပျော်ပိုက်လွန်၍မဟုတ်ချမ်းသာခြင်းလွန်၍မဟုတ်လှုပ်ခြင်းလွန်၍မဟုတ်ဤတီကိုတိပြင်လို့မသိလျင်ရှိစေကိုဖာတာကိုတည်သည်ကိုဝမ်းနာသည်ကိုမိသူတည်နိုင်မည်နီမာလာတို့လိုလေသေးမရှိနေရသည့်ဘဝမျိုးဆိုလျင်ဒီလိုမျိုးကိုအမလုပ်ဖို့မပြောနဲ့စိတ်ကူးတဲ့တောင်ထည့်မိမဟုတ်အိမ်မက်ပင်မက်မိမဟုတ်သူပညာလေးကစကောစကားအခြေခံပညာရေးအလဲတန်းကိုပင်မအောင်သူမုံရွာကျောင်းရောက်သည့်နှစ်ကအောင်စရင်တွင်သူ့နာမည်မပါလားမာလာကတင်ချာတိတ်ပံပထဝီသုံးဘာသာဂုံတူဖြင့်အောင်သည်ဆောင်းမေးပွဲရှုံးတော့အမစိတ်ဓာတ်အကြီးကျယ်ကြသည်အမိကိုတနာသည်ကိုမကြည်မနှက်ဖြစ်သည်ဆောင်းမေးပွဲအောင်စရင်တွင်သူ့နာမည်ရှာမတွေ့စဉ်တုန်းကဆိုလျင်ရှစ်စိတ်ခံပြင်းစိတ်ဖြင့်သူ့တကူလုံးတဆက်ဆက်တုံနေသည်ဒီခံစားချက်ကိုသူ့တက်တက်တွင်ဒီတစ်ချိန်သာကြုံဘူးသည်ကြော်ညာတင်ပုံးပေါ်ကအောင်စရင်စာရွက်မှသူ့နံပါတ်နဲ့အမည်သည်သူ့ဘဝမျောလင့်ချက်ဟူသည်များကိုတိဆောက်ပေးမိအမှတ်အသားကလေးတစ်ခုဖြစ်သည်ယခုအောင်စရင်စာရွက်ပေါ်တွင်သူ့အမည်သည်ဟာလာဟင်းလင်းဖြစ်နေသည်စာရွက်ပေါ်ကကွက်လက်ကလေးကိုမြင်တော့သူ့ဘဝကြီးတစ်ခုလုံးသည်လည်းဟာလာဟင်းလင်းဖြစ်သွားမည်ဟုထင်ခဲ့သည်သူ့ဘဝကြီးတစ်ခုလုံးသည်ကွက်လက်ကြီးဖြစ်သွားမည်ဟုအေးမထင်သည်ဒီခံစားချက်သည်နောင်တွင်မင်းညွန့်ကျသွားသလိုအရှိန်ရောကျသွားသည်ဒီခံစားချက်မျိုးသာရောကျမသွားလျင်အေးမသူ့ကိုယ်သူတက်သေးမိလောပင်မပြောတတ်ခေါင်းအေးထား၍ပြန်စဉ်းစားကြည့်မိတော့သူစောင့်မေးပွဲကြရသည်မှာဖြင်း၍မဟုတ်ပြင်း၍လည်းမဟုတ်အေးမအဖို့ကျောင်းတက်ချိန်ကလေးသာကျောင်းစာနှင့်ထိတွေ့ရသည်ကျောင်းစာတင်ရသည့်ဆိုသည့်တိုင်ဟုတ်တိပတ်တိတင်ရသည်လည်းမဟုတ်သူတို့အတန်းတွင်ကျောင်းသူကျောင်းသားများလွန်သဖြင့်အတန်း9တန်းခွဲထားရသည်တတန်းလျင်ကျောင်းသူကျောင်းသား60ကျော်ရှိသည်ဆရာဆရာမများကအတန်းနှင့်ရောက်သည်နှင့်တန်း၍တင်သွားသည်ကျောင်းသားနားလည်မလဲကိုဂရုမစိုက်ချိန်လည်းမရှိတချို့ကကျောင်းတွင်ဝတ်ချီတန်းချီတင်ကအိမ်သို့ခေါ်၍တိတ်တဆိတ်ကျူရှင်ပေးကြသည်အေးမကဒီကျူရှင်မျိုးကိုမယူနိုင်ကျောင်းဆင်းသည်နှင့်တပြိုင်နက်ကျောင်းလွယ်အိတ်ကိုပြစ်ချကအိမ်လုတ်ကိုကောက်လို့ရသည်မိဖို့တွေကထမင်းကျစ်တော်တင်းအောင်ကိုကူ
ကူညီလောက်ကင်ပေးရသည်ထမင်းစားတောက်ပြီး၍ပကံခွက်ရောက်တည်စီပြီးတော့ည9 နာရီထိုးနေပြီ9 နာရီထိုးသည်နှင့်ဦးမြမင်းဒေါ်တန်းကြီးမမနွဲ့မာလာတို့အိယာများကိုခင်းရသည်မိမိကြီးဒေါ်တန်းကြီးပရိစိတ်နေစဉ်နင်းပေးရသည်ဒေါ်တန်းကြီးအိပ်ပျော်သွားတော့ကျောင်းစင်းတွင်သူလျှော်ဖွက်ထားသောတိမ်လုံးကအဝတ်စားတွေကိုမိဘူးတိုက်ရသည်10 နာရီခွဲလောက်အိမ်မှုကိစ္စတွေပြီးတော့အေးမပင်ပန်းလာပြီအိတ်ချင်နေပြီစာမကျက်နိုင်တော့မနေ့အစောကြီးထားရအောင်မီဒီလိုဖြင့်အေးမစာကျက်ချိန်မရောက်ဖဲစာမေးပွဲကြကြရသည်မာလာလိုစာကျက်ချိန်ရလျင်ကျူရှင်ယူနိုင်လျင်သူရောဘာကြောင့်မအောင်ရမည်နီစာမေးပွဲလေးတစ်ခါနှစ်ခါကြယုံဖြင့်သူ့ဘဝကိုအရှုံးပေးရမည်ဆိုလျင်လောကရန်တွင်သူ့ထက်ညံပြင်းသူရှိပါဦးမည်လောအေးမစစ်တန်းစာမေးပွဲတစ်နှစ်ကြတော့မမနွဲကလည်းကျောင်းစစ်နေရအောင်မည်ဟုဆိုသည်ဦးမြမင်းကလည်းကျောင်းစစ်ထားအောင်မည်ဟုပြောသည်ထို့ကြောင့်မောင်ရွာမှာပင်အေးမကျောင်းစစ်တက်သည်သူကစစ်တန်းမှာနေခဲ့ရပြီးမာလာက9 တန်းတက်သွားသည်နောက်တစ်နှစ်တွင်လည်းအေးမစာမေးပွဲကြပြန်သည်မာလာကထုံးစံအတိုင်းအောင်က10 တန်းသို့ရောက်သွားပြီဒီတစ်နှစ်တော့အေးမကလည်းကျောင်းစစ်မတက်ချင်တော့တစ်နှစ်ပြီးတစ်နှစ်ကြာပြီးရင်ကြာနေသည့်အခါတွင်ကျောင်းနေရသည်ကိုလည်းစိတ်ပြက်လာသည်အချိန်ကုန်သည်ဟုထင်လာသည်စင်စစ်သူ့ဘဝသည်အမေအိမ်မှထက်ထမင်းနှက်မအောင်တော့စားရသည်တို့ရတွင်သူ့ဘဝသည်ဒီလိုထမင်းစားကြုံခံဖြင့်ပြီးသွားရမည်လောဒီတစ်နှစ်တော့အေးမကလည်းကျောင်းနေရောအမိခံကသူတစ်ပါးအိမ်တွင်ထမင်းစားကြုံခံဘဝဖြင့်မနေကျင်တော့ဦးမြမင်းတို့ကလည်းအေးမကိုသူတို့အိမ်တွင်ဆက်လက်ထားခြင်းဟန်မတူတော့နှစ်လုံးလုံးသူတို့ကြောင်းထားခဲ့ပြီးပြီနှစ်ထားသည့်တိုင်အောင်ဆောင်းမဝဲမအောင်တော့အေးမဖြင်းသည်ပညာပါရမီနည်းသည်ကျွဲပါဆောင်တီးတဲ့ကဲ့သို့ရှိသည်ပိုးသာကုံ၍မောင်ပိုဆောင်မတက်စသည့်ကိန်းမျိုးဖြစ်သည်အခွင့်အရေးရတခိုက်တွင်ကိုကြီးပွားလန်းကိုကိုမရှာတတ်သူဖြစ်သည်ငရုတ်ကြီးပွေးသာအတက်ပေါက်ခြင်းပေါက်မီအေးမလူမျိုးကအညွတ်မတက်နိုင်သည်ဟုတဲ့တမျိုးတွေ့ဝါရည်တဖုံပြောလာကြသည်သူတို့စကားကိုဘာသာပြန်ကြည့်လိုက်တော့အေးမကိုသူတို့တိုက်တွင်မထားနိုင်တော့ဟု၍အဓိပ္ပာယ်ထွက်သည်သူတို့တိုက်တွင်မထားခြင်းသည့်အကြောင်းပြချက်ကအေးမဆောင်မီဝဲခဏခဏကြသဖြင့်အကျိုးမတူသောကြောင့်ဆိုသည်တို့ရာတွင်ဤတီမာအပေါ်ယံအကြောင်းပြချက်ဖြစ်သည်တကယ်အကြောင်းရင်းကဤသို့မဟုတ်ဦးမြမင်းတို့တိုက်သို့အေးမရောက်သည့်ဒုတိယနှစ်တွင်ပြဿနာတစ်ခုပေါ်သည်စင်စစ်တော့အေးမနှင့်ဘာမှမဆိုင်ပြဿနာကမာလာနှင့်နေလင်းအောင်တို့ပြဿနာနေလင်းအောင်သည်အေးမ၏ခောက်တီးစာမိပြီးသည့်နောက်တွင်ကွန်းရဆိုင်တရားတွင်မထိုင်တော့နှစ်ပတ်လောက်ပျောက်ချက်သားကောင်းနေသည်ခေါင်းပေါက်သွားသဖြင့်ဆေးထွက်ရည်များနေရသလိုဟုမာလာကတွေးပြီးဆိုရင်သည်နှစ်ပတ်လောက်ကြာတော့နေလင်းအောင်ပြန်ပေါ်လာသည်သူ့မျက်နှာကညှိုးငယ်တဲ့ရောင်ရှိသည်ခါတိုင်းလိုနောက်လားပြောင်လားမလုပ်တော့ကျောင်းတစ်ကျောင်းစင်းအေးမတို့နှစ်ယောက်နောက်လိုက်လာတတ်သည်နေလင်းအောင်၏အရေးချေကိုကြည့်၍အေးမဆိုရင်သည်နေလင်းအောင်သည်ခောက်တီးဖြင့်အရိုက်ခံရသည်ကိုအခင်းမကြည့်သဖြင့်သူတို့နှစ်ယောက်ကိုအရှိတကွဲအကျိုးနဲ့ဖြစ်လာအောင်လက်စားချီမိလောမဆိုနိုင်အထူးသဖြင့်ကာယကံရှင်အေးမကပို၍ဆိုရင်သည်သူတို့လူရှိသူရှိတွင်အဆက်ခွဲခဲ့သည်ဟုနီးတူနေလေးအောင်ကလည်းလူပုံအလဲတွင်မိမိအားအဆက်ခွဲလိမ့်မည်လောဟုတွေး၍လန့်သည်ထို့ကြောင့်အေးမကနေလင်းအောင်ကိုအလက်မပေးနေလင်းအောင်ကသူတို့နောက်ကလိုက်လာသည်နှင့်အေးမကထမိန်ကိုတင်းဝက်ကခောက်ထီးကိုလက်ကတင်းကင်ထားသည်တကယ်တမ်းကြလျင်နေလင်းအောင်လိုပိန်ညောင်ညောင်လေးတစ်ယောက်ကိုအသာလေးအနိုင်ယူနိုင်မည်ဟုသူထင်သည်ထိုနေ့ကိုအေးမကောင်းကောင်းမှတ်မိသည်မိုးနှောင်းနေ့တစ်နေ့မိုးတပွဲပွဲဆွေနေသည်မိုးစက်များသည်ခတ်တရလမ်းပေါ်တွင်တပွဲပွဲကျနေသည်ခတ်တရလမ်းချိုင်းကရေအိုင်ကမိုးစက်တွေကြကကြရက်လေးတွေထနေသည်အေးမကခတ်တရလမ်းဘေးအတိုင်းကျောင်းကတယောက်တည်းပြန်လာသည်တုတ်ကွေးဖြစ်နေသည်ဖြင့်မာလာကျောင်းမတက်နိုင်သည်မှာတပတ်လောက်ရှိသွားသည်ယနေ့ဆီယာမအတင်ကောင်းနေသဖြင့်သူတို့ရှစ်တန်းနောက်ကျသွားသည်မုံကလေးများထဲတွင်အေးမထီးဆောင်လျက်ရေဦးမှုံရွာလမ်းမကြီးအတိုင်းအိမ်သို့ခတ်တုတ်ပြန်လာခဲ့သည်
ကိုရဆိုင်တရားနာရောက်တော့အေးမခြေလန်းတုံသွားသည်နေလင်းအောင်ကကိုရဆိုင်ရှိအဖီချထားသည့်တာလပတ်အောက်မှရုတ်တရက်ထွက်လာသောကြောင့်ဖြစ်သည်အေးမလန့်သွားတော်လေကိုဟန်ဖို့ဆိုသည့်အတိုင်းမျက်နှာထားတင်းတင်းဖြင့်ခတ်တွက်တွက်ဆက်လျှောက်သည်ခောက်ထီးကလည်းဖွင့်ဆောင်ထားသဖြင့်အားကို၍မရတို့ရတွင်အရေးရှိကမြန်မြန်ပြန်ပိတ်နိုင်အောင်အစင်သင့်လှုပ်ထားသည်အေးမကြကြမလျှောက်လိုက်ရနောက်ကအတန်တန်ပေါ်လာသဖြင့်ခေါင်းတစ်ပန်းနေကြည့်သွားသည်အေးမကလှည့်မကြည့်ပဲဆက်လျှောက်မြေလျှောက်သည်အေးမခဏနေပါဦးနေလင်းအောင်၏အတန်ဖြစ်သည်နေလင်းအောင်သည်သူခောက်တီးဖြင့်အရိုက်ခံရသည်ကိုမကျေနပ်၍လက်စားချေရန်လောအေးမတတိကောင်းသည်မှန်တော်လဲနှစ်ယောက်တည်းတွေ့သည့်အခါတွင်ရင်ထဲနဲ့ခုန်စားပြလာသည်အေးမခဏလေးပါစကားပြောစရာရှိလို့ပါနေလင်းအောင်နောက်မှကပ်လာရင်ထပ်ခေါ်သည်လမ်းမကြီးပေါ်တွင်မော်တော်ကားမြင်းရထားဘိုက်စကယ်တို့ဥဒဟိုဖြတ်တန်းနေကြသည်ကျောင်းဆင်းလာသူတွေလည်းခက်လန်းလန်းမှပါလာကြသည်တို့ရာတွင်သူတို့နှစ်ယောက်ကိုမိသူကမှဂယုမဆိုင်ကြပြောစရာရှိလို့ခဏလေးပါအေးမသူနှင့်ဘေးချင်းရှင်လာတော့နေလင်းအောင်ကိုဆက်ခနဲကြည့်လိုက်သည်ဘာလဲဘာနောက်ရှောင်မလို့လဲအေးမခက်ဆက်ဆက်မေးသည်အကောင်းပြောတာပါနှောက်ရှက်တာမဟုတ်ပါဘူးနေလင်းအောင်အတန်ကအပြောင်အပြစ်ပြောတတ်မဟုတ်သူ့မျက်နှာကလည်းညှိုးငယ်နေသည်မျက်လုံးများကရီမိုင်းနေကြသည်သူ့ကိုနှောက်ရှက်မိအမူအရာမျိုးမဟုတ်ကြောင်းသူ့မျက်လုံးများကဖော်ပြနေကြသည်အေးမကဘာမှမပြောနေလင်းအောင်ကိုအကဲခတ်ကဆက်လျှောက်သည်ငါသိချင်တာတခုရှိလို့ပါဘာလဲငါမသိဘူးအေးမကခက်ပြက်ပြက်ပြောသည်နေရလဲဟာမေးမမေးရသေးဘူးညင်းတာအရင်ပဲနေလင်းအောင်လီတန်ကလေးကပြော့နေသည်သူ့မျက်နှာလေးကဇီးရွက်လောင်နေဘာလဲဟဲ့ပြောစရာရှိမြင်မြန်ပြောငါအင်ပြန်နောက်ကျရင်စူနေလိမ့်မယ်ငါသိချင်တာကနေလင်းအောင်စကားကအကြောင်းထက်နေသည်မိုးစစ်မိုးမုံကလေးများစိတ်စိတ်ကြလာကြကနေလင်းအောင်ဤမျက်နှာနှင့်ပခုံးကိုလာ၍ထိမှန်ကြသည်သူ့စပင်ထူထူတွင်မိုးစစ်တွေတီးနေကြသည်မာလာဘာဖြစ်လို့ကြောင်မတက်တာလဲနေလင်းအောင်ကမေးသည်အဲ့ဒါနင်းနဲ့ဘာဆိုင်လို့လဲနေရလဲဟာငါသိချင်လို့အကောင်းမေးတာပါဘာဖြစ်လို့လဲနေမကောင်းလို့လားနေလင်းအောင်လေးတန်းသည်ယခုတော့တနာစရာများကောင်းတော့အောင်ပျော့ပြောင်းနေသည်ကောင်းမကောင်းနင့်ဘူးမဟုတ်ဘူးအေးမလေးတန်းကတင်းမာနေစေဖြစ်သည်နေလင်းအောင်ကလက်ထဲတွင်ကင်လာသည့်ကာတွန်းစာအုပ်လေးတစ်အုပ်ကိုလှမ်းပေးသည်စာအုပ်ထဲမှာစာတစ်စောင်ပါတယ်အဲ့ဒါမာလာကိုပေးပြီးပါလားဘာအေးမအတန်ကြောင့်နေလင်းအောင်ပင်လန့်သွားသည်စာတစ်စောင်မာလာကိုပေးပြီးပါလို့ဘာစာလဲဘာဖြစ်လို့ပေးရမှာလဲအေးမကငေါက်ဆက်ဆက်ပြောသည်ဘာစာလဲဆိုတာ तू သိပါတယ်ဒီစာလေးတာသူ့လက်ထဲရအောင်ပေးပါနှင့်ကျေးဇူးမမေ့ပါဘူးနေလင်းအောင်ကကာတွန်းစာအုပ်ကိုသူ့လက်ထဲအတင်းထိုးပေးသည်အေးမကမယူခါတီတီညင်းသည်နေလင်းအောင်ကအေးမလွယ်အိတ်ထဲသို့ကာတွန်းစာအုပ်ကိုထိုးထည့်လိုက်သည်အေးမစိတ်တိုးလာသည်ရှက်လာသည်ဘာလဲမယူနိုင်ဘူးလို့ပြောတာမရဘူးလားပြီးချင်နင့်ဖာတာပြီးငါမယူနိုင်ဘူးအေးမကလွယ်အိတ်ထဲကကာတွန်းစာအုပ်ကိုဆွဲထုတ်ကလမ်းပေါ်သို့လွှင့်ပစ်လိုက်သည်ကာတွန်းစာအုပ်ကလေးကလမ်းပေါ်ကရေအိုင်ထဲကျသွားသည်နေလင်းအောင်မျက်နှာတွင်သွေးရောင်လွှမ်းသွားသည်ဘာများတော့မပြောတော့တက်တစ်ချက်ခောက်ကရေအိုင်ထဲကကာတွန်းစာအုပ်လေးကိုကုန်းကောက်ကြံရက်ခဲ့သည်တိုက်ရောက်တော့အေးမအဝတ်စားလဲကမာလာအခန်းထဲသို့ဝင်လာသည်မာလာကအဖျားမရှိတော့နလန်ထဆပြုနေပြီအေးမရောက်လာတော့မာလာအိမ်ယာပေါ်တွင်လဲကကက်ဆက်ဖွင့်နားထောင်နေသည်နမီကျော်စတူဒီယိုအဆိုတော်တူဤဇက်တောက်တီးတံကိုကြားရသည်အေးမကျောင်းကအပြန်တွေ့ကြုံရသမျှကိုပြန်ပြောသည်မာလာ၏မျက်နှာညှိုးကျသွားသည်သူ့မျက်လုံးများသည်မှုန်ငေးရီဝေးသွားကြသည်အေးမကလည်းကွာယူခဲ့ရောပေါ့စာလေးတစ်စောင်ယူရတာဘာများပင်ပန်းလို့လဲမာလာကအပြစ်တင်တန်လေးဖြင့်ပြောသည်အေးမမျက်လုံးများသည်အလိုလိုပြူးကျဲသွားကအလိုလိုပါဇက်ဟမိလက်တာဖြစ်သွားသည်ဘာအေးမယူခဲ့ရမယ်ဟုတ်လားစာလေးတစ်စောင်ယူခဲ့တာအေးမမှာဘာများပင်ပန်းလို့လဲဟုတ်တော့မာလာဘလို့ပြောလိုက်တာလဲဘာမှမသိညာမှမသိ
သူပေးတဲ့စာကိုအိမ်မယူလာခဲ့ရမှာလားဖေဖေကြီးနဲ့မမေကြီးတို့မမနွဲတို့သိရင်ဒီတိုက်ပေါ်ကခေါင်းနဲ့ဆင်းရမယ်ဒီစာကလေးယူလာတာဘာများအပန်းကြီးလို့လဲတဲ့မင်းရလိုက်တာအိမ်မကကြောက်ခဲကြီးကိုရွက်လာခြင်းသေးတယ်သူပေးတဲ့စာကိုမယူခြင်းဘူးယူလာလို့မလာသွားတိုင်ရင်ဘယ်နဲ့လုံးမလဲအိမ်မကလီတန်ကလေးဖြင့်သွားစေရပြောသည်အိမ်မကလည်းဟဲတိတ်တုံးတာပဲမလာဘာဖြစ်လို့တိုင်ရမှာလဲအခုမလာသူနဲ့မလာကထစ်နေသည်ဘာဖြစ်တယ်လဲပြေလည်နေကြပြီမလာကတူတူလေးပြောသည်ဘာအိမ်မကဂရင်ချီရင်တွင်ထိုင်နေရကအလန့်တကြားထရလိုက်သည်မလာကလက်ညှိုးထောင်၍နှကန်းနှင့်ကပ်ပြကတူတူပြောရန်အချက်ပေးသည်ဘာဖြစ်တယ်မာလာနဲ့သူနဲ့ပြည်လည်နေပြီဟုတ်လားမာလာကကျင်းနဲ့နှစ်သိမ့်စွာပြုံး၍ခေါင်းငိမ့်ပြပြီးနှစ်ဖူးပေါ်သို့ဝဲကျလာသည့်ဆံရွယ်များကိုတီးတွယ်သောလက်ချောင်းများတွင်အသာပင့်တင်သည်အိမ်မဘသူ့မှမပြောရအောင်နော်မိမိတို့မမတို့သွားမပြောနဲ့ဒေါ်သိန်းကိုညို့လဲသွားမပြောနဲ့သွားပြောရင်မာလာနဲ့အတိပဲအိမ်မကမာလာကိုကြည့်၍မတိမတာတပြင်းချသည်မာလာသည်သူနှင့်ရွယ်သူဖြစ်သည်အသက်16နှစ်ကျော်ကြပြီတို့ရာတွင်မာလာကအခုတတိကလေးစိတ်မပြောက်သည်အညာလွယ်သောမာလာကိုကြည့်၍အိမ်မအံ့ဩသည်သူကြောင့်နေလင်းအောင်ကိုသူမုန်းခဲ့ရသည်နေလင်းအောင်မနှောက်ရှက်နိုင်အောင်မာလာကိုကာကွယ်ခဲ့သည်လိုင်းနှောက်ရှက်သဖြင့်နေလင်းအောင်ကိုခောက်တင်းနှင့်ရိုက်ခဲ့ဘူးသည်ယခုတော့မာလာကနေလင်းအောင်ကိုကြိုက်နေပြီဟုဆိုသည်မြန်လာကြီးလားမာလာရေဘယ်တော့မှဖြစ်လိုက်ကြတာလဲမာလာကအောင်နိုင်စွာပြုံးသည်ဖြူညက်သည့်ပါးပွင့်အတွင်သွေးရောင်လွှမ်းလာသည်ကြားလာပြီအခုမှအဆန်းလုံးနေမာလာကအပြစ်တင်လီတန်ကလေးဖြင့်ပြောသည်သူနှကန်းကရေပြုံးဟန်တဝက်စိတ်ဆိုးဟန်တဝက်ရောက်နေသည်အိမကိုပြောစမ်းဘယ်တော့ကလဲအိမကဆ iam မလီတန်ဖြင့်မေးသည်ဘသူမှမပြောရအောင်နော်အိမကဘာမှပြန်မပြောမိုးနှောင်းလေပြင်းများတဲ့တွင်လွတ်နေသောဇာခန်းစည်းများကိုငေးကြည့်နေသည်ဂတိပေးလေဘသူမှမပြောပါဘူးလို့အေးပါဟဲမပြောပါဘူးဘယ်တော့မှဖြစ်လိုက်ကြတာလဲမြန်လာကြည်လားအိမကဖြင့်သူ့အတွက်စိုးရင်လာရတာသူနဲ့ပတ်သက်ပြီးဒီကောင်ကိုမုန်းလိုက်ရတာအိမကလည်းဟဲဒီကောင်တော့မပြောပါနဲ့မမေတို့မမနွဲတို့မပြောနဲ့နော်ဩမပြောပါဘူးဆိုမာလာကကိုထူကခေါင်းအုံကိုဆင်၍မိသည်သူမျက်နာသည်လန်းဆန်းလာသည်သွေးရောင်ကြောင့်နီးပြေအယောင်တန်းလာသည်ဟိုတခါအိမခောက်ထင်းနဲ့ရိုက်ပြီးသူ့စီကမာလာစီကိုစတဆောင်လာတယ်တိလားမာလာရဲ့အတန်သည်ရွှင်မြူးနေသည်အဲ့ဒီတော့ကမာလာတို့ကိုတမင်လိုက်နှောက်ရှက်တာမဟုတ်ပါဘူးတဲ့မာလာကိုစကားလိုက်မပြောရဲဘူးဆိုပြီးသူ့တငယ်ချင်းတွေကစတာနဲ့မခံကျင်လို့ငွေ100ကြီးအလောင်းစားလုပ်တဲ့အတွက်စကားလိုက်ပြောမိတာပါတဲ့အဲ့လိုလုံးမိတဲ့အတွက်သူတောင်းပန်ပါတယ်တဲ့အိမခောက်ထင်းနဲ့ရိုက်တာလဲသူ့ရိုက်ခံတက်ပါတယ်တဲ့အမှန်ကဒီတက်မကတောင်ခံတက်ပါသေးတယ်တဲ့ဒီလိုကြတော့လေသူ့ဖြစ်သူဝန်ခံသားပဲတနာပါတယ်အိမရေအိမကနှခမ်းကိုမဲလိုက်သည်ဒါနဲ့ကြိုက်သွားရောလားအိမကလည်းကွယ်မာလာပြောတာနားမထောင်ဘူးသူ့ဖာသာသူထင်ရပြောနေတာပဲဒီလိုဆိုရင်လဲမာလာမပြောတော့ဘူးကဲပြောမှသာပြောပါအိမမပြောတော့ပါဘူးအဲ့ဒီစာရောက်လာပြီမဲ့မာလာမကြိုက်သေးပါဘူးမာလာလည်းအလောက်စိတ်မလွယ်ပါဘူးအထင်မသေးလိုက်ပါနဲ့မသေးပါဘူးပြောပြစမ်းပါအောင်မာလာကຫນွယ်ဆိုးဆိုးတတ်သည်အငယ်ဆုံးမလို့အဖေအမိကလည်းအလိုလိုက်သည်သူ့တွင်ရင်ဖွင့်စရာဆို၍တယောက်မှမရှိသူပြောစကားကိုနားထောင်တတ်သောအိမတယောက်သာရှိသည်မာလာလည်းဒီလိုပဲမတိလိုက်မတိတာနေလိုက်တာပဲလမ်းတွေ့လဲမှန်မှန်ပဲကျူရှင်မတွေးတော့လဲခက်မှန်မှန်ပဲသူကကျူရှင်ရောတက်သေးသလားတက်တယ်နောက်တော့သူ့စီကစာတစ်စောင်ထပ်လာပြန်ရောအဲ့ဒီစာတော့ပထမစာလို့မဟုတ်တော့ဘူးပထမစာတော့ကတော့တောင်းပန်စာတဲ့ခုစာကြတော့မာလာကဆက်မပြောပဲရင်းနေသည်သူ့မျက်နှာကကြည်နေသလိုသူ့ရဲ့တန်ကလည်းလွင်နေသည်ခုစာကြတော့မာလာရဲ့မျက်လုံးတွေဟာမဟူရလိုနှစ်ပြီးလှတယ်တဲ့မာလာရဲ့နှာခမ်းတွေဟာခြေဒီပန်းကုန်တွေလိုပဲတဲ့မာလာမျက်နှာကိုပဲမြင်နေတယ်တဲ့အိုးမာလာအကုန်လုံးတော့မမှတ်မိတော့ပါဘူးစာတစ်စောင်လုံးကိုဖတ်လိုက်ရင်တော့သူ့ကိုယ်တိုင်မာလာရဲ့အနာကပ်ပြီးတိုးတိုးကလေးချစ်စကားတွေလာပြောနေတယ်လို့ခံစားရတယ်
အင်းမကိုပြောပြလို့လည်းနားလည်မှာမဟုတ်ပါဘူးလေမာလာကအင်းမကိုတနာသလိုကြည့်ပြီးပြုံးသည်သူ့အကြီးကချမ်းသာကြွယ်ဝသူတဦးကသူ့လိုစီးစိမ်မခံစားဘူးသောလူစင်းရဲတဦးကိုကြည့်ပုံမျိုးဖြစ်သည်ဒါလေးမာလာမကြိုက်သေးပါဘူးနောက်တစ်ဆောင်လာတော့မှမာလာသူ့ကိုစားပြန်တာခုတော့ကြိုက်နေကြပြီပေါ့အော်ခက်လိုက်ပါပြီအင်းမရေကြားကြိုက်ပါတယ်ဆိုနာတာရှည်လားလို့မင်းနေရသေးသလားအင်းမယောက်ျားလေးတယောက်ကိုချစ်ဘူးသလားအင်းမချစ်ဘူးမှမဟုတ်သေးပါဘူးအင်းမအမေလောက်ပဲချစ်တတ်ပြီးအမေလောက်ကိုပဲလွမ်းထက်တာအဲ့ဒါတွေနဲ့တခုမှမတူဘူးကိုချစ်သူကိုလွမ်းရတာလေဘယ်လွမ်းနဲ့မှမတူဘူးအင်းမဒါတွေဘာမှနားလဲမှာမဟုတ်ပါဘူးချစ်ဘူးသူမှအချစ်เจ้าကိုနားလေတာအချစ်လွမ်းဘူးသူမှအချစ်လွမ်းရတဲ့အရာတာကိုနားလေတာအင်းမကအချစ်လွမ်းမလွမ်းဘူးတော့ကိုချင်းမစားတတ်ဘူးပေါ့ဒါကြောင့်မို့သူပေးတဲ့စာကိုအင်းမယူမလာတာပေါ့ဟောတော့အင်းမကအလန့်တကြားအော်သည်လက်ဆက်သက်တော့မာလာကသူ့ကိုဆွဲချစ်တင်နေပြီအင်းမဘသူ့မှမပြောရဘူးနော်ဒေါ်တင်းအောင်ကြီးကိုတောင်းရောင်လို့မှမပြောလိမ့်နဲ့ဖွားကြီးကတိတ်ပဆက်ဖွာတာခဏပေးမှမဟုတ်လားပေးပါတယ်ကွယ်ဘယ်သူမှမပြောပါဘူးဒါပေမဲ့အင်းမမာလာကိုတခုတော့ပြောချင်တယ်ဘာလဲမာလာကစူးစမ်းသောအကြည့်မတင်ကားသောအကြည့်ဖြင့်ကြည့်သည်သူကြီးကအင်းမကိုအင်းမဟုမြင်ပုံမရတော့နေလင်းအောင်နဲ့ပတ်သက်လာလျင်ရန်သူလောမိတ်ဆွေလောဟုခွဲခြားနေပုံမျိုးဖြစ်သည်မာလာတို့မှာအဆဆရာပြည့်စုံပါတယ်ဥစ္စာပစ္စည်းဆိုရင်လည်းလိုလေသေးမရှိဘူးပညာဆိုလဲကျူရှင်ကိုကြိုက်တဲ့ကြောင်တက်နိုင်တယ်ဆယ်ရန်အောင်ရင်လည်းကောလိပ်တို့ဘာတို့သွားနိုင်တယ်ဆွေမျိုးဆိုလဲဆွေကြီးမျိုးကြီးပြောစရာမရှိဘူးအဲ့တော့ဘာဖြစ်လဲဒါရီစိတ်မကူးပါနဲ့ဒီထဲမှာအေးမလည်းမပါပါရစေနဲ့အေးမဖာတာအေးမနေပါရစေမာလာကသူ့ကိုစူးစိုက်ကြည့်နေသည်အေးမသူ့စီကိုစာလေးတစ်စောင်လောက်ယူမသွားနိုင်ဘူးလားအေးမကောင်းခါသည်အေးမပြောပြပါကောမပါပါရစေနဲ့လို့ဘာလဲမနာလို့လားအေးမကမာလာမျက်နှာကိုမောကြည့်လိုက်သည်အပြောင်အပြစ်ပြောနေခြင်းမဟုတ်မာလာမျက်နှာထားကတည်နေသည်သူခိုင်းသည်ကိုမလုံးရကောင်းလားဟုစိတ်ဆိုးနေပုံရသည်သူစကားကစိတ်ဆက်သည့်အေးမကိုတွားဆွပေးလိုက်တယ်လို့ဖြစ်နေသည်အေးမ၏သွေးကြောများတဲ့တွင်သွေးတို့လင့်မြန်စွာစီးဆင်းနေကြသည်မနာလိုစရာမရှိပါဘူးအေးမဒါမျိုးတွေလည်းစိတ်မကူးပါဘူးအေးမဘဝကတကောင်ကျွတ်အဖေမရှိတဲ့ဘဝကို့ဖီတောင်ကိုမမြင်ဘူးတဲ့ဘဝအဖေတည်သလားရှင်သလားဆိုတာတောင်ခွဲခြားမသိရတဲ့ဘဝဘသူကိုမှမနာလိုစရာမရှိပါဘူးအေးမမှာအမေနဲ့ညီမလေးပဲရှိတယ်အမေကိုတနာတယ်သူတစ်ပါးအိမ်မှာလာပြီးထမင်းစားကြုံကန်လုပ်ပြီးစာလာတင်နေတာဟာအမေကိုလှုပ်ကြွေးခြင်းလို့ဒုက္ခိတအမေကြီးကိုချီးကျူးဆက်ခြင်းလို့စာလာတင်တာသူများလိုအားရှိတိုင်းရည်စားထားဖို့စတင်နေတာမဟုတ်ဘူးအေးမကပွင့်လင်းသည်ပြောမိပြောတော့လေအေးမကရင်ထဲရှိသမျှကိုဖွင့်ချလိုက်သည်ဖြန်းငနဲ့အတန်နဲ့တူမာလာဤလက်ဝါးကအေးမပါပြင်မော်သူကြလာသည်တွားငါအနားမလာနဲ့တွားတိတ်လူပါဝတယ်မာလာကအိယာပေါ်မှောက်ချကငိုသည်အေးမမျက်လုံးတို့တွင်မျက်ရည်တွေဝဲလာသည်အမေကပင်သူ့ပါကိုမရိုက်စဘူးယခုအရိုက်ခံရပြီအေးမခံပြင်းသည်တို့ရတွင်အေးမသူ့စိတ်ကိုသူချုပ်ထိန်သည်နှကမ်းများကိုကိုက်ကသူ့ပါကိုသူပွတ်နေသည်မျက်ရည်ဖုံးသောမျက်လုံးများဖြင့်တသိမ့်သိမ့်ရှိုက်ငုံနေသောမာလာကိုတချစ်မြကြည့်ပြီးခြာကနေလှည့်ထွက်ခဲ့သည်ဒီနောက်မှစ၍သူနှင့်မာလာတို့စကားကောင်းကောင်းမပြောကြတော့အေးမလိုတော်သူမှမြို့ရောက်၍လူဘာဝသည်ဟုမာလာကထင်သည်သူခိုင်းသမျှမလုပ်သည်ဖြင့်ဘက်ကန်သည်ဟုထင်သည်သူ့ကိုအားရရှိတိုင်းရည်စားထားသည်ဟုရှင်းသီးစွာပြောသည်ဖြင့်နာကြည့်သည်မာလာသည်သူ့ကိုတခေါင်ကျွင့်မျက်နှာငယ်မှုအနိုင်ကျင့်သည်ဟုအေးမကလည်းထင်သည်သူတို့ထမင်းကျွေးသားသည်ဖြင့်လက်ရဲစိတ်ရဲပါရိုက်ခြင်းဖြစ်သည်ဟုခါတီးနာကြည့်သည်ဒီတော့ကမာလာတို့ကိစ္စသည်ဒေါ်တန်းကျင်နာတို့ပေါက်သွားသည်နေလဲအောင်တို့တိုက်မှထမင်းကျင့်မိန်းမကြီးနဲ့အိမ်ကထမင်းကျင့်မိန်းမကြီးဒေါ်သိန်းအောင်တို့တရင်အလဲလဲလောက်ရာကထိုတရင်ကိုရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်ဒေါ်တန်းကြီးကမာလာကိုကြိတ်စစ်သည်မာလာကညင်းသည်မာလာကိုအေးမနဲ့နှစ်ယောက်တည်းကြောင်မလွတ်တော့
ဒရိုင်ဘာကိုငွေမောင်းကချစ်ကားဖြင့်လိုက်ပို့သည်မာလာ၏အနေထိုင်အသွားလာများကိုကန့်သက်ပစ်လိုက်သည်ဒေါ်တန်းကြီးကအီးမကိုတော့စစ်ဆေးခြင်းမပြုတို့ရာတွင်အီးမ၏အသွားလာကိုမမနွဲ့နှင့်ဒေါ်သိန်းအောင်ကစောင့်ကြည့်ကြသည်သူတို့စိတ်တွင်နေလင်းအောင်နှင့်မာလာတို့ကြားအီးမကအောင်သွယ်လုပ်သည်ဟုထင်ကြပုံရသည်အီးမကအနေကျုံသွားသည်ဦးမြမင်းတယောက်သားတလင်အီးမကိုခါတိုင်းလိုဟန်မပြစ်ဆက်ဆံသည်ဒေါ်တန်းကြီးမမနွဲ့နှင့်ဒေါ်သိန်းအောင်တို့ကသူ့ကိုတင်ကာရနံ့ဖြင့်ဆက်ဆံသည်မာလာကလည်းဒီတည်င်းကိုအီးမမှတဆင်ပေါက်ကြားသည်ဟုထင်ကအီးမကိုရန်ညှိုးဖွဲ့သည်နှစ်ဖက်စလုံးကအီးမပေါ်ကောင်းမြင်ဒီတော့အီးမသူတို့တိုက်တွင်နေရသည်ကိုစိတ်ညစ်သည်ကျောင်းစာကိုလည်းကြစ်ချင်မရကြစ်လည်းမကြစ်ချင်တော့တို့ဖြင့်ထိုနှစ်ကအီးမအခြေခံပညာရေးအလဲတန်းအဆင့်ဆောင်မေးပွဲတွင်ဒုတိယအကြိမ်ကြာသည်ရှစ်တန်းတွင်ဒီ3ခုနှစ်အောင်ခဲ့သည့်မာလာလည်းထိုနှစ်အခြေခံပညာရေးအထက်တန်းတွင်ကြာသည်ကျောင်းပိတ်တော့ဒေါ်တန်းကြီးကအီးမကိုအိမ်သို့ပြန်လွတ်သည်ညီလဲဆောင်မွေးကြတာနှစ်ခါရှိပြီပညာဆိုတာလူချင်မရတာဤမလူချင်ဘလောက်တင်တင်အချင်းကုန်ယုံငွေကုန်ယုံရှိမှာပဲညီတက်ကူးလို့လားမသိဘူးဒီနှစ်ခါတိုင်းအောင်နေကြမာလာတောင်ဒီနှစ်မအောင်ဘူးခါစင်ရင်တောင်မပါတော့ငါရှစ်လွန်းလို့ညီလဲတစ်နှစ်ရွာကိုပြန်နေကြအောင်ညီမေဒေါခိတကြီးကိုကြာပြစ်ထားလို့ပဲဖြစ်မလဲခဏတစ်ဖြုတ်ဆိုရင်တော့အရင်မကြည့်ဘူးပေါ့ဒေါ်တန်းကြီးကသူတို့တိုက်တွင်မထားနိုင်တော့ဟုပြောလို့ရင်ဖြစ်သည်ဒီလောက်တော့အီးမအကင်ပါသည်အီးမဦးမြမင်းနဲ့ဒေါ်တန်းကြီးကိုကြော့သည်မမနွဲ့ကိုလည်းကြော့သည်ဒေါ်သိန်းအောင်ကြီးကိုလည်းကြော့သည်မာလာကိုလည်းနှုတ်ဆက်သည်သူတို့တိုက်ကအီးမပြန်တော့ဒေါ်တန်းကြီးကငွေအစိတ်ပေးလိုက်သည်မမနွဲ့ကသူ့အကြလိမ္မော်ရောင်တက်ထရွန်အင်ဂျင်နဲ့ထမိန်ဟောင်းတစ်စုံပေးလိုက်သည်သူတစ်ပေါင်းမိခိုရသည်မှာမျက်နှာငယ်ရသည်အားငယ်ရသည်အီးမမိသူ့ကိုမှအာမခိုးလိုပြီကိုခြေထောက်ပေါ်တွင်ကိုရတော့မီလောကကြီးတွင်မွေးလာတော့လေတယောက်တည်းမွေးလာရသည်တည်တော့လေတယောက်တည်းတည်ရသည်အဖော်ပဲမှရှိသည်နိပခက်တွဲမှတင်းချိုင်းတို့သွားရလန်းသည်တူတူကလေးဖြစ်သည်ဒီလမ်းမှာတူတူကလေးကိုမိသူမှအီးမအာမကိုးခြင်းမီ